အားလုံးပဲမင်္ဂလာပါဆရာရဲ့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဗုဒ္ဓဟူးသားသမီးများအထူးသတိထားပြီးနေရမယ်၃ရက်အကြောင်းအိုပြောပြထားခြင်းပါတယ်ဘေဒင်ဟောစာတန်လေးမစတင်ခင် like နဲ့ subscribe နှိပ်ထားကြဖို့ကိုလည်းတိုက်တွန်းလိုက်ပါတယ်မိမိတို့ဖြစ်ချင်တဲ့အိမ်မက်ကိုလည်း comment မှာရေးသားခဲ့ဖို့ကိုလည်းတိုက်တွန်းလိုက်ပါတယ်ခင်ဗျာမိတ်ဆွေတို့ဒီ၃ရက်တာကာလအတွင်းမှာမိမိအလိုရှိတဲ့အိမ်မက်တွေကိုမိမိရဲ့စ조사မှုကသာပို့ဆောင်ပေးမိကိုယုံကြည်ထားပေပါဒီရက်ကာလတွေမှာကံကိုထိုင်မျှောမနေပါနဲ့ကံတရားကတင်းမလောက်တဲ့သူကလည်းအိတ်ဆက်နေဦးမှာအသေးချပဲဖြစ်ပါတယ်ဒီရက်တွေထဲမှာမပြေမလဲဖြစ်နေတဲ့ပြဿနာတွေကိုပြေလည်မှုအစသို့မဟုတ်အပီးတိုင်ပြေလည်စေမှုရရှိသည့်အထိဖြည့်ရှင်းဆောင်ရွက်နိုင်စွမ်းရှိနေပါတယ်ဒီနေ့ကစပြီးလာမယ့်3ရက်တာကာလဟာတင့်ဘဝအတွက်အလှည့်ပြောင်းတစ်ခုဖြစ်လာနိုင်ပါတယ်ဒါပေမဲ့အဲ့ဒီအပြောင်းလဲကကောင်းကင်ကကြားလာမှာမဟုတ်ဘဲတင့်ရဲ့လှုပ်ရှားမှုအပေါ်မှာပဲမူတည်နေပါတယ်တဲ့အချက်ကတော့ကံတရားကိုနှိုးဆက်ပေးပါလူအတော်များများကကံမပါလို့ဆိုပြီးလက်မှန်ချနေတတ်ကြပါတယ်တကယ်တော့ကံတရားဆိုတာအိပ်ပျော်နေတဲ့အေးယာမှာစက်ရံရာကြီးတစ်ခုလိုပါပဲသင်ကခလုတ်ကိုမနှိပ်တဲ့၍ဒါမှမဟုတ်တန်ကိုယ်တိုင်မလှုပ်ရှားတဲ့၍အဲ့ဒီစက်ကြီးကဘာမှထုတ်လုပ်ပေးမှာမဟုတ်ပါဘူးထိုင်မဆောင်ပါနဲ့ကံကောင်းခြင်းဆိုတာအိမ်ထဲမှာငငယ်လေးထိုင်နေသူစီရောက်လာခဲ့ပါတယ်ကိုယ်တိုင်ရှာဖွေပါသင်ကတလှမ်းလှမ်းလိုက်တဲ့အခါကံတရားကသင်ကိုနောက်ထပ်10လမ်းစာခီးရောက်အောင်ပံ့ပိုးပေးပါလိမ့်မည်ခင်ဗျာနှစ်အချက်ကတော့အိမ်မက်စီတို့အလုတ်ချင်းရှောက်လန်းခြင်းလူတိုင်းမှာအိမ်မက်ရှိကြပါတယ်ဒါပေမဲ့အိမ်မက်နဲ့လက်တွေ့ကိုဆက်သွယ်ပေးတဲ့တခုတည်းတရားကတော့စ조사အားထုတ်မှု effort ပဲဖြစ်ပါတယ်ဒီ3ရက်အတွင်းမှာသင်လိုချင်တဲ့ပန်းတိုင်အတွက်အသေးငယ်ဆုံးခြေလမ်းကိုပဲဖြစ်ဖြစ်စတင်လိုက်ပါသင်ရဲ့လှုပ်ဆောင်ချက်ကသာသင်အိမ်မက်ကိုအသက်ဝင်စေမှာပါ3ချက်ကတော့ပြဿနာဟောင်းများကိုအပီးတိုင်ရှင်းလင်းခြင်းအခုရက်ပိုင်းဟာသင်အတွက်ဖြည့်ရှင်းနိုင်စွမ်းအားအမြင့်ဆုံးအချိန်ဖြစ်နေပါတယ်ရင်ဆိုင်ပါကြာရှင်းစွာမပြေမလဲဖြစ်နေတဲ့ကိစ္စတွေရှုပ်ထွေးနေတဲ့လူမှုရေးစီးပွားရေးပြဿနာတွေကိုရှောင်မပြေပါနဲ့အစပြုပါအပီးတိုင်မရှင်းနိုင်သေးရင်တောင်အဖြေရှာဖို့လမ်းစကိုဒီနေ့မှာစတဲ့ဖော်ထုတ်နိုင်ပါတယ်ယုံကြည်မှုထားပါတင့်မှာအခက်အခဲကိုကြော်လွှားနိုင်တဲ့စွမ်းရည်အပြည့်အဝရှိနေတယ်ဆိုတာကိုအခိုင်အမာယုံကြည်ပြီးဆောင်ရွက်ပါဒီရက်ထဲအများမိုးခါးရည်တောက်တိုင်းကိုလိုက်တောက်နေစရာလည်းမလိုအပ်ပါလုပ်ငန်းအယောင်အဝယ်တိုးတက်ခြင်းရောင်းအားကောင်းခြင်းငွေကြေးလက်ကောင်းခြင်းအလုပ်ကိစ္စတွေပြေလည်ကောင်းမွန်ခြင်းတို့ဖြစ်စေလိုပါကဒီရက်လေးထဲလောဘအယမ်းမကြည့်လိုက်ပါနဲ့အလဲအလတ်လန်းကတင့်ကိုအကောင်းဆုံးအဖြေတွေကိုပြသပေးပါလိမ့်မယ်ရဝေးကမိတ်ဆွေတွေရဲ့တည်င်းကြားရခြင်းမိမိအခက်အခဲကိုကူညီပေးတဲ့မိတ်ကောင်းကြုံရတတ်ပါတယ်တတိထားရမယ့်ယောဂလက္ခဏာများကတော့မျက်စိဝေဒနာတတိမေ့လော့ခြင်းစိတ်အတက်အကျမြန်တတ်တဲ့ဝေဒနာများဖြစ်လွှာတတ်တဲ့ရက်ကာလဖြစ်ပါတယ်ဒါကြောင့်ဒီ3ရက်လောက်အတွင်းမှာတတိထားပြီးနေစေချင်ပါတယ်ကံကောင်းစေဖို့ရရအစီမံတွေကတော့နှုတ်ပါသောစားတောက်ဖွယ်အိုဘုရားဆွမ်းတော်ကတ်လူရှင်ကဒီကာလအတွင်းမှာတင့်စီကိုကံကောင်းခြင်းတွေယူဆောင်လာမှာပါဖြစ်ပါတယ်အကျိုးပေးအယောင်ကတော့ရိုးရွယ်အယောင်တွေကမိတ်ဆွေကိုအကျိုးထူးပေးနိုင်ပါတယ်အားလုံးပဲမိတ်ဆွေတို့ငွေကြေးမိုင်းဆိုင်ရာအဆင်ပြေချောမွေပြီးစီးပွားရေးများအဆင်ပြေနိုင်ကြပါစေလို့ဆရာစုမွန်ကောင်းတောင်းရင်းနဲ့နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်ဗျာအားလုံးကိုကျေးဇူးတင်ပါတယ်